Category Sabi. Number Charlie Seven. Like Pame. If one conductor of a capacitor has a charge plus Q, the other has minus Q. Category Synergy me. Capacitor conductor the Papa, capacitor must two conductor pare, pure the web your conductor, two conductor. A capacitor consists of two metal plate or two conductor separated by a small distance. An insulator is inserted between its conductor. Plate ပြတစ်ဖက်သည် conductor တစ်ခုသည်ဆရာပြန်ဘာကျူလဲဟုတ်တယ် plus ကျူနောက်တစ်ဖက်က minus ကျူမှန်တာဗောတပည့်အဲ့ဒါဘာလဲ true capacitor လေးပါပြန်ဆိုကြည့်ပါအောင်ဒါတို့သမီးတို့ capacitor definition လေးပြန်ဆိုပါအောင် A capacitor is an electrical device that stores electrical energy in the form of an electric field ဒါပဲပြင် capacitor ဒိဗယ်လေးသူ users လေးနော်ပြန်ကြည့်မယ်ဒါတို့သမီးတို့ပုံလေးပြန်ဆွဲကြည့်ပါနော်ဆရာတို့အခုကွက်လက်ပြည့်လေးဖြည့်နေနေဆရာတို့ကကွက်လက်ပြည့်ပဲဖြည့် true or ပဲဖြည့်ဖြည့် choose ပဲဖြည့်ဖြည့်ဖြည့်နေနေဒါတို့မျိုးထပ်လာနိုင်တဲ့မိကုန်းတွေပါဆက်ဆက်ပြီးလေ့လာရမယ်နော်ပုံလေးလည်းပြန်ဆွဲထားပါ capacitor မှာ fake capacitor ပြန်ဆွဲပြမယ်ဆရာဟောဒါ fake capacitor လေးဟုတ်ပြီနော်နောက်က variable capacitor အဲ့ capacitor လေးမှာမြားလေးမြင်းပြက်လေးနဲ့ပြလိုက်ပြီးအပြက်ကလေးပြလိုက် variable capacitor ကျုံနေ circuit ရှေ့မှာသုံးတဲ့ဟာလေးနော်variable capacitor လေးဟုတ်ပြီနော်ကြည့်ကြည့်တာနောက်က plus minus လုံးဝ polarized capacitor တွေအတွက်တစ်ဖက်ကိုထူပေးထားလိုက် polarized capacitor တွေအတွက်ဟောတယ်လားပြီးပြီလို့ပုံလေးပြန်ဆွဲခြင်းနော်ဒါလိုမျိုးအဲ့ဒါလေးပါခုနဖြေရသွားပြီ true ကဲနောက်တို့ဆက်သွားမယ်ကဲဖတ်ပါအောင်နံပါတ်9 electricity is produced by chemical reaction in the battery battery ထဲမှာတဲ့လျှက်စစ်ထုတ်လို့တာဒီတဲ့ chemical reaction ကြောင့်ဖြစ်တယ်ဟုတ်တယ်လေတောက်ပြီးတော့ battery ထဲမှာဘာနဲ့ရှိတယ်အခြေခံအပြင် zinc plate ပြားတွေရှိမယ် sulfuric acid အပြော့သားရှိမယ်ဒိုင်လူနော် chemical reaction တွေဖြစ်ပြီးလျှက်စစ်ထုတ်တာထို့ကြောင့်ဘာဖြစ်လိုက်လဲ true တောက်ပြီးတော့ဟာလေးပြန်ကြည့်အောင် chapter 4မှာဆရာတို့သင်ခဲ့တဲ့ energy မှာ solar energy ကြတော့ solar ကနေထွက်လာတဲ့ကိစ္စကြတော့ဆရာပြောဘာ effect လဲမှတ်မိလားလိုက်ပြောကြည့်ပါအောင်ဆရာဟုတ်တယ် photovoltaic effect ပြန်ပြောပါအောင် photovoltaic effect တကယ်လို့ဒါဒီမေကွန်းကဆရာတို့နှစ်မှာပြန်ပြောင်းလိုက်မယ် in the solar cell ဆိုရင် solar cell တွေမှာဆိုရင်ဆရာပြော electricity is produced by balance ဆိုရင် photovoltaic effect လို့ဖြေရမယ် chemical reaction လို့ပြောရင်တော့မှားပါမှာကြာနော်ကဲနောက်လို့သွားမယ် A transformer is used transformer ကိုသုံးမယ် to change transformer ကိုသုံးတယ်ဘာအတွက်သုံးလဲ to change ပြောင်းရင် the voltage of a direct current ဘိုးအားကိုပြောင်းဖို့အတွက်သုံးတယ်တို့ပြန်စဉ်းစားပါဦးကျွန်တော်သင်ခဲ့တယ် chapter 11မှာလေပြောစရာ true or false ဟုတ်တယ် false တို့ပြန်ပြောအောင်ပြန်စဉ်းစားပါဦး transformer ဒီဘယ် current ရဲ့ voltage ကိုပဲပြောင်းလဲပေးတာလေဟုတ်တယ် alternating current direct current မလို့မှားအမှားဖြေရရင်ပိုကောင်းတယ်သားသမီးဟုတ်ပြီနော်အမှားလေးဖြေရရင်အမှန်အောင်ပြန်စဉ်းစားလို့ရတယ် direct current ကိုပြောင်းလဲပေးလို့မရဘူး alternating current ကိုပဲပြောင်းလဲပေးဘာလို့လဲဆရာ alternating current မှာသူ့ရဲ့ magnetic flux အရေအတွက်ကပြောင်းလဲနိုင်တယ် direct current မှာပြောင်းလဲသွားခြင်းမရှိဘူးပုံသေးပဲ constant ဖြစ်နေလို့အဲ့တော့ transformer ဒီဘာပဲရလဲဟုတ်တယ် only AC မှာပဲအလုံးလုံးပါဟုတ်ပြီနော်ကဲနောက်လို့သွားမယ်နံပါတ်9လေး photodiode work in forward bias mode photodiode တာလို့မျိုး chapter တွဲမှာသင်ခဲ့ရတဲ့ဟာလေး photodiode အကြောင်းစာမျက်နှာ201မှာရှိမယ် page 201ပြန်ဖတ်ကြည့်ပါတားတဲ့သမီးတွေ photodiode အကြောင်းလေးပြန်ဖတ်ပါတေချာလဲသင်ခဲ့ပါတယ် photodiode ဒီ work အလုံးလုံးတယ် in forward bias mode တဲ့ပြောစရာ forward ကိုဝိုင်းတာကဲလိုက်စဉ်းစားပြီးပြောစရာဟိုကပြောစရာတားတဲ့သမီးပြောပါလေဟုတ်တယ် false ဘာလို့လဲဆရာပြော photodiode က reverse bias ပုံမှာလုပ်တာအဲဆို forward နေရာမှာဘာဖြစ်ရမှာလဲ reverse စလုံးပေါင်း IVRSCD reverse bias mode IVRC reverse bias mode မှာပဲလို့ရနော်အဖြေမှန်လေးနဲ့ဆရာကိုဆိုပြပါဦး photodiode work in reverse bias mode နောက်တစ်ခေါက် photodiode work in reverse bias mode နောက်လို့သွားမယ်ဒါလို့မျိုးကြည့်ပါ all elements in nature
are not radioactive all element ကဲလေးလက်ဆရာမေးပြစီဦးခုလက်ရှိကဲဆရာတို့ chemistry မှာလည်းသင်ရတယ်ဒါတို့သမီးတို့ grade 10မှာထဲထဲဝင်စသင်လာပြီ grade 11 grade 12 element စုစုပေါင်းကဲဆရာကိုပြောကြည့်ပါဦးဘယ်လောက်ရှိတာ chemistry မှာသင်ခဲ့ရတယ်ဟုတ်တယ်118တရားတစ်ဆက်ရှိ118ကဲအဲ့အားလုံးဒီဆရာကိုပြော radioactivity ဖြစ်နိုင်လားမဖြစ်နိုင်ဘူးသူလည်းပဲရေးတာလေမဖြစ်နိုင်ဘူးလေin nature မှာလည်းမဖြစ်နိုင်ဘူးလေမရဘူးလေဟုတ်ပြီနော်ပြောကြကြည့်ဆိုရင်ဆရာတို့ကအတော်မစ်ဆန်မှာမြင်းတဲ့ဟာတွေများသောအားဖြင့်နော်အတော်မစ်ဆန်မှာမြင်းတဲ့ဟာတွေ90အထက်တွေပေါ့ဥပမာ uranium 92 thorium 90စသည်ဖြင့်ဆရာအဲ့တော့ radium စသည်ဖြင့်80ကျော်တွေဟုတ်ပြီနော်အဲ့လို80တို့90တို့အဲ့လိုအကျော်တွေမှာပဲ radioactivity တွေဖြစ်တာအားလုံးမရဘူးလေ hydrogen ကယ်လ်ဆီယမ်ပြောဖြစ်နိုင်လားမဖြစ်ဘူးကာဗွန်မရဘူးကယ်လ်ဆီယမ်မဖြစ်ဘူးနော်စသည်ဖြင့်ဆရာအောက်ဆီဂျင်မဖြစ်ဘူးဟုတ်တယ်အဲ့တော့သူကလည်းမဖြစ်ဘူးလို့ရေးထားတယ်လေထို့ကြောင့်ပါလေ true ပေါ့အဲ့ဒါနော်ဆရာအခန်းထဲမှာဆရာသင်တော့မှတ်ရလေးနော်ဆရာမတယောက်ဆရာကိုပြောတယ်ဆရာတဲ့အဲ့ဒါတဲ့ physics journal ထဲမှာတဲ့အဲ့ဒါဟုတ်တဲ့ force ကိုဖြေထားတယ်အဲ့ဒါဆရာပြောလိုက်တယ်အဲ့ဒါတိုင်ပင်မှားတာပါလို့ဒါကြီးကဒါလူတိုင်းသိတဲ့ဟာကြီးပါလို့ဒါဟိုမှာလည်းပါတယ်လေ chapter 13မှာလည်းပါတယ်လေ modern physics အခန်းစာမျက်နှာ240ခွန်လှမ်းကြည့်ပါဦးနံပါတ်2မှာမေးထားပါတယ်အဲ့ဒါလူတိုင်းသိပါတယ်ဆိုစနေဟောင်းမှာလည်းပါတယ်ပုံစံလေးခဏခဏလည်းမေးတဲ့ဟာလေးနော်မှားစရာအကြောင်းမရှိပါဘူး radioactivity ဖြစ်စေတာဒီ unstable atom တွေမှာပဲရတယ် stable atom တွေမှာမဖြစ်နိုင် radioactivity ဖြစ်တယ်နော်စာလေးပြန်ကြည့်စာမျက်နှာ240ခွန်မှာမေးခွန်းနံပါတ်2ရှိ radioactivity definition နဲ့ပြန်ဖတ်တစ်ပိုင်းချင်းစီဆရာလို့နည်းချင်းစီတင်ပေးသွားမယ်ပို့ပြီးကြည့်လို့ကောင်းနော်အဲ့နံပါတ်1ပြီးသွားပြီနှစ်ကိုဆက်ကြည့်ပါရသလောက်လေးဆရာဆက်မယ်နော်နှစ်ကကွက်လက်ဖြည့်တွေမှာတပည့်တို့သားသမီးတေချာမှတ်ပါကိုဖြည့်လိုက်တဲ့အဖြည့်ဒီအဖြည့်မှန်တော်မှစကလုံးလွဲနေအမှတ်လျှော့မယ်နော်ဂုံလို့တော့မစင်းသားတော့ပဲအမှတ်လျှော့ခံလိမ့်မယ်နော်အဲ့တော့မှန်လဲမှန်မယ်စကလုံးလဲဆရာ spelling ပေါင်းတာလေးလည်းမှန်အောင်လုပ်ပါဒါလို့ပြီနော်ကဲစမယ် centrifugal at radially blunt the center of the cycle ခုနကတော့ဆရာပြောသွားလေနံပါတ်1မှာတော့ဆရာပြောတယ် centripetal force လည်းရှိသလိုဘာလည်းရှိတယ်ဟုတ်တယ် centrifugal force လည်းရှိတယ် centrifugal force ဒီဆရာပြော centripetal force က towards the center centrifugal force က away from the center အဲ့တော့ငါသားကြီးဘာဖြေမှာလဲဟုတ်တယ် away from နံပါတ်2ကွက်လက်စလုံးပေါင်း away away from from away from လိုက်ပေါင်းကြောင်ပြီးကြည့်မနေနဲ့သားသမီးလိုက်ပေါင်းနောက်ကလာပြီ blunt hell bringing water up into the root ရေရိုးတဲ့အမြင့်ထဲကိုစုပ်ယူလိုက်တဲ့အကြောင်းအရာဒီတဲ့ blunt အကူအညီပေးတာတဲ့ဒါတို့သမီးတို့ chapter 3မှာသင်ခဲ့ရပါတယ်ပြန်စဉ်းစားပါကဲပြောကြည့်ပါဦးသားတို့သမီးတို့ဟုတ်တယ် capillary action ပြန်ပြောပါလဲ capillary action စလုံးပေါင်း CAPILLARY capillary ACTI1 action capillary action ဒါဆိုတစ်မျိုးနဲ့ပဲဖြည့်တစ်ခေါင်းနဲ့ပဲဖြည့်ဟုတ်တယ် capillarity နှခေါင်းပြန်ပေါင်းမယ် CAPILLARY capillary action တစ်ခေါင်းနဲ့ရေးလိုက်ရရင်နော် capillarity နံပါတ်3လေးဆက်သွားမယ် The blunt energy is produced by the difference in sea level အရေးကြီးတဲ့ချက်မြင်အောင်တာ difference in sea level ဆရာ comment မှာအဲ့ဒါလေးလေပုံလေးနဲ့ဆရာပြပေးထားတယ်အဲ့မေးခွန်းလေးကဘယ်မေးခွန်းဆိုတာနော်ဘယ်တော့မှလည်းမေးခွန်းလေးတွေရှိတယ်အဲ့မေးခွန်းလေးကလိုက်ကြည့်လဲရတယ်ဒါလို့မျိုးနော်မေးခွန်းလေးဆရာကဆက်1လို့သတ်မှတ်တာရန်ကုန်မှာမေးတဲ့မေးခွန်းမလို့နော်အဲ့ဒါပြောပြီ difference in sea level ဆိုပြောဆရာဘာ energy လဲဟုတ်တယ် tidal energy စလုံးပေါင်း TIDL tidal energy DA line ပေါ့နော် DA line စွမ်းရင်ပေါ့ဟုတ်ပြီနော် DA line စွမ်းရင်ပေါ့ difference in sea level ကြောင့်ဖြစ်တာနောက်တစ်ခါရှိသေးတယ်သားသမီးတကယ်လို့ difference in အဲ့နားမှာ sea level မဟုတ်ဘဲနဲ့ဆရာပြော pressure ဖြစ်ခဲ့ဘယ်လို pressure difference in DIFFER difference in ခုနကတော့ sea level တော့ဆရာပြောပါလေဟုတ်တယ် tidal energy တကယ်လို့ difference in pressure
စဉ်းစားကြည့်ရင်သားသမီး difference in pressure သားတို့မျိုးသင်ခဲ့ရပါတယ် chapter 4မှာ pressure ခြားနာခြင်းကြောင့်ဖြစ်တာ pressure ခြားနာခြင်းကြောင့်ဖြစ်တာဟုတ်တယ်လှိုင်းမော်သားတို့မျိုးပြောစရာဘာ energy လဲ wave energy လှိုင်းစွမ်းရင်ထွက်လာနော် wave energy နောက်တစ်ခါကဲဆရာမေးကြည့်ဦးမယ် difference in temperature အပေါ်ယံရေမျက်နှာပြင်နဲ့အောက်ပိုင်းဂျာ temperature ခြားနာခြင်းကြောင့်ဖြစ်လာမဲ့ energy တပြောကြည့်ပါအောင်ဆရာပါဟုတ်တယ် ocean တာမဲ့ energy စလုံးပေါင်း OCEN ocean တာမဲ့ energy ocean တာမဲ့ energy ဒါပဲပေါ့တာလို့ပြောရမယ်နော်အဲ့ဒါပြန်ပြောမယ်နော်ပြန်လိုက်ဆိုဆရာ difference in pressure wave energy difference in temperature ocean တာမဲ့ energy ပြန်ဆိုပါအောင် difference in temperature ocean တာမဲ့ energy ခုနမေးခွန်းထဲကမေးရပါလဲ difference in sea level အဲ့ဒါနော်တာတို့မျိုးလိုက်စာလေးလိုက်မှတ်နော်အဲ့ဟိုအဖြေရစရာဟာ true ပါ false ပါအဲ့ဒါလည်းအဓိကမဟုတ်ဘူးနော်ဘာကြောင့်အဲ့ဒါထည့်တယ်ဆိုတဲ့အချက်လက်လေးလိုက်မှတ်တာတို့မျိုးနော်ဒါဆိုပါလဲဟုတ်တယ်တိုက်တဲ့ energy ဘာကြောင့်ထည့်ဆိုတဲ့အချက်လက်လေးလိုက်မှတ်နော်ဒါတို့မျိုးနော်အဲ့ဒါအဓိကဒါတို့မျိုးနော်ဟိုခုနကတော့အဖြေဘာထည့်ဆိုတာအဖြေဆုံးစာအုပ်တွေဝယ်ဖတ်လိုက်လို့ရတယ်စဉ်းစားပုံစဉ်းစားနည်းလေးကိုယူစေချင်တာဆရာနော်ဟုတ်ပြီနော်ပြီးမှနောက်တစ်ပိုင်းလေးမှာထပ်ဆက်မယ်